ကျွန်တော်တို့ဖြိုးတင်ခါပါကျွန်တော်ရဲ့ဖြိုးတင်ခါ Dance and Entertainment Channel ကနေပြီးတော့အားလုံးကြိုဆိုပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုကာလကဝါလာကင်းလွတ်တဲ့သတင်းကြိုအချိန်ခါသမီးကလည်းရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် channel ရဲ့ပထမဆုံးအကအနေနဲ့သတင်းကြိုပြီလေတချင်းနဲ့သတင်းကြိုညာလေးတညာတချင်းနှစ်ပုတ်ကိုပေါင်းပြီးတော့မြန်မာအကားလေးနဲ့ဖြောပြတင်ဆက်ထားပါတယ်ခင်ဗျာဝါမျက်စိပတာဒဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ဖြိုးသိမ်ခါနဲ့အတူကျွန်တော်ညီလေးနေတုတနဲ့ကျွန်တော်ရဲ့ညီမလေးချွေဝင်းထေကိုတို့ပါကျွန်တော်ကိုပါဝင်ကူညီပြီးတော့ကပြပေးထားပါတယ်ခင်ဗျာအားလုံးပဲရှုစားအားပေးကြပါအောင်ခင်ဗျာသတင်းကြပြီလေသတင်းကြပြီလေသတင်းကြပြီဒါဆွေစိတ်နေရဦးမလေးစွမ်းပန်းနာကတူလေးစင်နီွက်တွေထွညီကလေးကောင်းမှုပြပြဝေးတရားဘာဝနာများနာကြားရနေသတင်းကြပြီဒါဆွေဒါဆွေစိတ်နေရဦးမလေးစွမ်းပန်းညာကတူလေးစိတ်နီးွက်တွေတူညီကလေးကောင်းမှုပြပြဝေးတရားဘာဝနာများနာကြားရနေတဲ့ကျုပ်ပြီးဒါဆွေလောက်တာကြည့်သူမောင်မဲဒါဆွေတရင်ကျွတ်ဒီမာလေးရဟန်းရှင်သူတော်စင်ပါကိုလေးစွမ်းပေါ်စင်ညာတက်လူနေရှင်တော်စင်ပါတို့လေးစံပေါ်စင်မြောင်းကလူနေတက်ကြီးဝါကြီးဒီပါဆရာကိုလေးဝတ်တော်ချင်းနေကြတော့ပူဇော်နေတက်ကြီးဝါကြီးဒီပါဆရာကိုလေးဝတ်တော်ချင်းနေကြတော့ပူဇော်နေကောင်းမှုနဲ့စိတ်အကြောင်းပြုလို့နေတောင်းဆိုဖြာပြဝေးမိစုနဲ့သူညီဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ channel လေးမှာတော့မြန်မာအကနဲ့အတူ73နှစ်ကျော်လေ့လာခဲ့တဲ့မြန်မာအကနဲ့ပတ်သက်တဲ့ဘဝတုတ္တတွေကိုလည်းမျှဝေပေးသွားမှာဖြစ်ကြလို့ကျွန်တော်ရဲ့ channel လေးကို like subscribe and share နှိပ်ပြီးတော့ notification လေးကိုလည်းနှိပ်ပေးကြပါဦးခင်ဗျာဟုတ်ကဲ့ပါအား
အားလုံးလည်းနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာကျွန်တော်တင်ဆက်သွားတဲ့ဗီဒီယိုလေးကိုသဘောကျရဆိုရင် like subscribe and share လေးနှိပ်ပြီးတော့ notification လို့လည်းနှိပ်ပြီးကြကြအောင်ခင်ဗျာနောက်ဘက်ဒီမှာလည်းဘလို့အကားမျိုးတွေဖြောပြတင်ဆက်စေခြင်းစလဲဆိုတဲ့ဟာကိုပုံမှန်ပုံမှန်ရေးပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါမြန်မာအကတွေကိုဆက်ဆက်မပြတ်ကြည့်ဖို့အတွက်ကျူးတင်က Dance and Entertainment Channel လေးကိုသတိရပေးပါခင်ဗျာနောက်ဘက်မှာပြန်ပြီးတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ